Hi everyone အားလုံးမင်္ဂလာပါရှင်ဒီနေ့စစ်စစ်တင်မဲ့သင်ခန်းစာရဲ့အကြောင်းကတော့ဘာဖြစ်လဲအင်္ဂလိပ်ဘာသာစကားမှာနာမ်များကိုအနည်းချင်း singular မှာအများကြီး plural တို့ပြောင်းခြင်းဖြစ်တယ်ပြောင်းပုံပြောင်းနည်းဖြစ်တယ်ကျန်ခဲ့တဲ့သင်ခန်းစာတော့ကလည်းမှတ်မိကြတယ်အလွတ်ကျက်ခဲ့လားဖြစ်နော် ch sh ss f fe o xy နဲ့မဆုံးတဲ့နံတွေကိုကျွန်တော်ရိုးရိုးနံနေလို့ခေါ်တယ်။ကျက်ထားကြလားမသိ။နော်နှလုံးသားနဲ့တက်တက်လုံးတွေပဲဖြစ်လေအလွတ်ကျက်ဖို့တော့လိုတယ်ပြန်ပြောမယ် ch sh ss f fe o xy နဲ့မဆုံးတဲ့နံတွေကိုရိုးရိုးနံနေလို့ခေါ်တယ်။သူတို့မှာဘာဖြစ်လဲလွေတယ် s လေးထည့်လိုက်ရုံ cat နော်အများကြီးဆိုပါဖြစ်လေ cats cats ကြောင်များ cap cat မစပ်ပိတ်မယ် cap caps caps နော်ဖြီးပြီးတော့မှ s လာတယ်သူကတော့ဖြစ်လေအုတ်ထုတ်လို့ပြောတဲ့ခါကျတော့ပါဖြစ်လေဒီကျွန်တော်တို့ဒီရိုးရိုးအုတ်ထုတ်မဟုတ်ဘူးဘွဲတွေပါတယ်ဆောင်းက cap အဲ့လိုအုတ်ထုတ်အပြားတွေကို cap လို့ခေါ်တယ်သူကဘာဖြစ်လဲ hat နဲ့မတူပါဘူးနော် hat ကလည်းဥထုတ်ပဲဒါမဲ့ဒါအများ cats လို့ပြောတဲ့ခါဖြစ်လေအပေါ်ဒီအုတ်ထုတ်ပြပြလေးပါတာကိုဖြစ်လေဘွဲရတဲ့ခါဆောင်းနဲ့အုတ်ထုတ်တွေလည်းခေါ်တယ်နော် house ကအိမ် houses houses လို့တော့အတန်ထွက်တယ်နော် houses နောက်က chairs chairs ကလည်းထိုင်ညာ windows နော်ဒီနေရာမှာဖြစ်လေ general knowledge ဘူးတုတလေးပြောရအောင်ကျွန်တော်ကွန်ပျူတာမှာဖွင့်တဲ့အခါ window နဲ့သွားလာနော်သူ့ရွေချက်ပါလဲဆိုတော့ဒီ line နဲ့လည်းကဘာကြီးတစ်ခုလုံးကိုဘာဖြစ်လဲဗရင်းမောက်ပွင့်သွားတဲ့အဓိပ္ပာယ်ရနော်ဒီမှာကျပြတင်းပေါက်နော် windows ကွန်ပျူတာသုံးတဲ့သူတွေသိပါတယ်နော်သူ့ရဲ့အဓိပ္ပာယ်ကလည်းအဲ့လိုဖြစ်တယ်နောက်က door ကဘာဖြစ်လဲ doors ဒါချီကျော်ပေါက်တွေခေါ်တယ် table စပွဲကအများကြီးဆို tables walls ဒါဘာဖြစ်လဲအိမ်နံရံတွေခေါ်တယ်ကနော် walls ခေါ်တယ် kitchen မိဖို့ကြောင့် kitchens ကဘာဖြစ်လဲဒါဖြစ်လဲမိဖို့ကြောင့်များလို့အဓိပ္ပာယ်ရတယ်နော်ဆိုတော့ဒီစကားလုံးလေးတွေကလွယ်တယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာတွေ့ရတယ်ဘာဖြစ်လဲဒီအသက်ရှိသက်မဲ့နံနေရဲ့အမည်လေးတွေကိုအင်္ဂလိပ်လိုဘာဖြစ်လဲအမည်ပေးကြည့်ပြီးနောက်ကျွန်တော်တို့ဘာဖြစ်လဲ singular ဆိုတဲ့အနည်းကြီးကနေ plural အများကြီးကိုပြောင်းကြည့်ပါဒါပေမဲ့အမေကျက်ဖို့တော့မမေ့ပါနဲ့အလွတ်ရအောင်ကျက်ဖို့တော့မမေ့ပါနဲ့ ch sh ss f fe o xy နဲ့မဆုံးတဲ့နံနေတာဖြစ်ပါတယ်ကျွန်မရဲ့ page လေးကို follow like and share လေးလုပ်ပေးဖို့လည်းမေတ္တာရက်ခံပါတယ်နောက်ဗီဒီယိုမှာတွေ့ကြပါမယ်